မင်္ဂလာပါဖားလာထောင်းရဲ့40 year 40 trade mini series နဲ့ကြိုဆိုပါတယ်ရေတင်မှု compressor motor တကောင်ဝဲသုံးတာမီးရမြင့်ဆက်ကို 6kV ကမီးရသိပ်ပြီးမဆွဲနိုင်လို့အသစ်ဝယ်ချင်တာဘယ်လောက် kV ဆိုအဆင်ပြေနိုင်လဲဆိုတော့မေးခွန်းလေးအဲ့မှာနည်းနည်းလေးရှင်းပြချင်ပါတယ်ဆိုတော့မီးရမြင့်ဆက်တွေရဲ့သဘောတရားကျွန်တော် EBC ရဲ့အဝင်ပေါ်မှာမူတည်ပြီးအလုပ်လုပ်ပါတယ်အဲ့တော့အခုမေးတဲ့ comment ပိုင်ရှင်ကရေတင်တဲ့နေရာမှာ EBC အဝင်ဘယ်လောက်မှရေတင်ပြီးတော့ 6kV ကမဆွဲနိုင်တာလဲဒါမှမဟုတ်ရင်ရေတင်လိုက်တဲ့အချိန်မှာအဝင် input meter မှာပိုးပြုတ်ကျသွားတာကိုဆိုလိုတာလားဒါမှမဟုတ်ရင် EBC ရဲ့အဝင်မီးအားကောင်းရဲ့တန်းနဲ့ရေမော်မောင်းလိုက်တဲ့အချိန်မှာမီးရမြင့်ဆက်ရဲ့အောက်ဘုတ်ကမီးနီပြပြီးတော့ဖြတ်ချသွားတာလားဆိုတဲ့အခြေအနေနှစ်မျိုးတော့ကျွန်တော်တို့ပြန်မေးဖို့လိုအပ်ပါတယ်အဲ့တော့ compressor ရဲ့သဘောကကျွန်တော်ရေမောင်းပြီဆိုရင်အနည်းဆုံးတော့မီးရမြင့်ဆက်ဘယ်လောက် kV ပဲတုံးထား EBC အဝင်160 80ဒါကတော့ရောက်ရှိတဲ့နေရက်ပုံမှာတော့မူတည်တာပေါ့နော်မီးရလိုင်းအဝေးအနီးဝေးပြီးမီးလိုင်းတောင်းခြင်း ampere တောင်းခြင်းမတောင်းခြင်းဒါတွေကိုတော့သက်ဆိုင်ပါတယ်ဆိုတော့မီးလိုင်းတအားနည်းလို့အဝင်နည်းတဲ့အချိန်မှာ compressor မောင်းလို့မရဘူးဆိုရင်တော့ကျွန်တော်တို့ 6kV ပဲဖြစ်ဖြစ် 10kV တုံးထားတာပဲဖြစ်ဖြစ်အဆင်မပြေတာလေးတွေကြုံတတ်ပါတယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ EBC အဝင်ကတော့တောင်းတယ်ဒါပေမဲ့သုံးလိုက်တိုင်းအထွက်မှာပြုတ်ကျသွားတယ်ဆိုရင်တော့ဒီဆက်ကစားပစ်ဌာနကိုပို့ပြီးစစ်ဆေးဖို့တော့လိုအပ်နေပါပြီအဲ့တော့နောက်ထပ်ဆက်မေးခွန်းဖြစ်တဲ့အသစ်ဝယ်ချင်တာဘယ်လောက် kV ဆိုအဆင်ပြေနိုင်လဲဆိုတော့ကျွန်တော်တို့လက်ရှိရေတင်မှု compressor တကောင်ဝဲပဲသုံးမယ်တခြားအိမ်သုံးတွေအနည်းချင်းလောက်ပဲပါအောင်မယ် lighting လောက်ပဲပါမယ်ဆိုရင်တော့ 6kV ကတင်တော်တဲ့ kV မျိုးစားဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော် aircon တွေပါလာမယ်တခြားသောမီးဖိုချောင်သုံးပစ္စည်းတွေအိမ်သုံးလျှက်စစ်ထပ်တိုးဖို့ရှိရဆိုရင်တော့ 10kV သို့မဟုတ် 15kV ကိုရွေးချယ်ဖို့အကြံပြုလိုပါတယ် kV သွားပြီးတော့စုံစမ်းတာမျိုးဒါမှမဟုတ်ရင်ဝင်ကျင်တာမျိုးဆိုရင်မဖြစ်မနေသိသွားရမယ်အချက်လေးတွေကတော့ကျွန်တော်တို့တိမ်လုံးမှာသုံးတဲ့အိမ်သုံးပစ္စည်းတွေကိုသိရမယ်ဒါမှကျွန်တော်တို့ရောင်းဆိုင်ကဝန်ထမ်းတွေကပြန်လည်ရှင်းပြပေးနိုင်မှာဖြစ်ပါတယ်ဆိုတော့ရေမော်တာသုံးထားရင်အဲ့ရေမော်တာရဲ့အကောင်ရေတွင်းရဲ့အနက် aircon သုံးခြင်း aircon အလုံးကြီးစသဖြင့်အဲ့ဒါကိုအကြမ်းမြင်တော့ပြောဆိုနိုင်မယ်ဆိုရင်အယောင်းဆိုင်ဘက်ကနေမှပုံမပြည့်စုံတဲ့အကြမ်းပေးမှုမျိုးကိုလှုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်40 year 40 trade mini series အလားစဉ်တိုင်းတင်ဆက်ပေးမှာဖြစ်လို့လူချင်းမင်းတို့သိချင်တဲ့တခြားသောလျှက်စစ်ဘူတူတာလေးတွေဖန်အလက်ထရောနစ်နဲ့ပတ်သက်တဲ့မိကွန်းလေးတွေကို comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်